ကြပါယုံကြည်မှုနဲ့အထင်ထားပေးနိုင်မလားအဆုံးအတွေ့လည်းခဏအရာရာခဏသာဒုက္ခများလည်းခဏရှင်တန်တဲ့ဒီချိန်လေးတော့ကြားရမှာတွေ့ရတဲ့သဘာဝနာလီပုံမှန်လို့ဖြစ်သွားရှင်တန်တဲ့နေ့များဆိုလေနာလီနေစဉ်ဖြတ်တတ်လေအကောင်းနဲ့ဆိုတွန်းတဲ့နေတဲ့ဘဝလေးတွေကောင်းလို့သိနေဖြစ်တဘာဝတရားဖြစ်အောင်ရှောင်နေသူစာဖေးရှိစသွားမယ်ရှိစားဘဝကြီးရဲ့ချမ်းသာပေးနိုင်မလားစံပြေမှုကြောင့်ရောတဲ့ဖြစ်ရလားရှိစားဖို့လမ်းများမမဆိုရတာဖြစ်သွားမှာရှောင်းလဲပြုံးထားမယ်စံပြေမှုကြောင့်လည်းပဲယုံထားဟဲ့ဆွေလေးတစ်ခုလောင်းနေပါဆိုစံပြေနိုင်ပါမလားရှင်တော်လေးနေရများအားလို့ရနာရီနေစဖြတ်တတ်လေကောင်းရဲ့ဆိုတော့တဲ့နေတဲ့ဘဝလေးတွေကောင်းဆုံးသိနေဖြစ်တဘာဝတရားဖြစ်အောင်ရှောင်နေတဲ့သူချပွင့်ရှိသတော်မရှိစ